မင်္ဂလာပေါင်းနဲ့ပြည့်စုံခါညောင်းပါစေလို့ဥစွာပဏာမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဘောဂဗီဒချစ်သူများဘောဂဗီဒကိုလေ့လာနေတဲ့ဆရာမများကျောင်းသူကျောင်းသားများအတွက်ရည်ရွယ်ပါတယ်ဘောဂဗီဒကိုစောင့်ထဲရစာအတိုင်းစာမွဲဖြည့်ဖို့အောင်မှတ်ရမှုဂုဏ်လူထွက်ဖို့တွေမဟုတ်ဘဲနဲ့ဘဝမှာလက်တွေ့အသုံးချနိုင်အောင်တရုတ်ခွဲဘောဂဗီဒအသုံးချဘောဂဗီဒစသဖြင့်နော်ရေးရတည်တည်ချာချာသိပြီးတော့ဘောဂဗေဒရဲ့ရည်ရွယ်ချက်ဘောဂဗေဒရဲ့အားသာချက်လောကမှာအသုံးဝင်မှုတွေကိုသိစေချင်လို့မလို့ဒီလိုပို့စည်းတွေကိုတင်ပြီးတော့ပညာဒါနပြုနေတာပါကဲဆက်ပါမယ်ရခင်ဥချခဲ့တာကတူးကျုပ်ဈေးကွက်ရဲ့အဓိပ္ပာယ်နဲ့အင်္ဂါရပ်များဖြစ်တယ်ဆက်လက်ပြီးတော့တူးကျုပ်ဈေးကွက်ဖြစ်ပေါ်လာပုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ်ကဲတူးကျုပ်ဈေးကွက်ဘယ်လိုဖြစ်ပေါ်လာနိုင်မလဲဈေးကွက်ထဲမှာတူးတယောက်တည်းကလုံးဝလုပ်ငန်းတစ်ခုလုံးဝတစုတည်းကနေပြီးတော့လက်ဝဲကြီးအုပ်ပြီးတော့ပိုင်ဆိုင်ဖို့ဆိုတဲ့အခြေအနေမျိုးဟာလွယ်လွယ်ကူကူဖြစ်ပေါ်လာတာတော့မဟုတ်ဘူးငွေကြေးအင်အားတောင့်တင်းရမယ်နော်ဘယ်အတိုင်းတာမဆိုတူနော်ထုတ်လို့နိုင်စွမ်းရှိတယ်အကျိုးမြတ်ရှိမယ်ဆိုရင်အရင်းနှီးမြုပ်နှံမှုအတိုင်းတာမှာသူပြစ်ဆက်နိုင်တယ်ဘလောက်ကုန်နောက်တစ်ခုကဒီလုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီးတော့သူဟာကျွမ်းကျင်ရှိတယ်တဘာရောဝါရောပညာရောပြည့်စုံရမယ်ပြီးတော့လုတ်ပိုင်ခွင့်အာဏာပေါ့နော်မှတ်ပုံတင်ထားခြင်းမျိုးဒါမှမဟုတ်ရင်ခရိုနီပေါ့နော်နိုင်ငံတော်ခေါင်းဆောင်တွေနဲ့ရင်းနှီးကြောင်းဝင်သူများစသဖြင့်လုတ်ပိုင်ခွင့်ရှိတဲ့လူတွေလို့သဘောထားလိုက်ရင်ပြီးပါပြီကဲလို့ဆိုလို့ရှိရင်ပထမတစ်အချက်အင်္ဂါရက်ကဘာလဲဆိုလို့ရှိရင်ဈေးကွက်ထဲမှာလုပ်ငန်းအများပြားရှိနေမယ်အဲ့လုပ်ငန်းအများပြားတွေကစွမ်းအားကြီးမားတဲ့လုပ်ငန်းတစ်ခုကနေပြီးတော့နော်ဒီဈေးကွက်ထဲမှာဖြစ်ပေါ်နေတဲ့ဒီကုန်စည်ရဲ့ဈေးနှုန်းကိုနော်ဆိုပါစို့နော်စံတိတ်ကို3သိန်းခွဲဖြစ်နေတဲ့အချိန်မှာသူကနေပြီးတော့3သိန်း2000နဲ့ချရောင်းပလိုက်တယ်အဲ့လိုချရောင်းပြတဲ့ရွေချက်ကဘာလဲဆိုတော့ဝေဒန်နေရာဇက်ခင်းပြီးတော့လှူးနေတာမဟုတ်ဘူးနော်ဘာလဲသူကအရှုံးခံပြီးတော့ရောင်းချလိုက်တာတဲ့ကို3သိန်းခွဲရနေပြီးတော့3သိန်း4000လောက်နဲ့အရင်နဲ့ပြန်အောင်တာမဟုတ်နဲ့3သိန်း2000နဲ့ဆိုတော့အရှုံးခံရောင်းလိုက်တာအဲ့လိုရောင်းရတဲ့ရွေချက်ကလှူတာမဟုတ်ဘူးကုသိုလ်လူစင်တာမဟုတ်ဘူးပြင်ဘက်ဈေးကွက်ထဲမှာဒီဆန်မျိုးထုတ်လို့ရောင်းချနူတွေအားလုံးမရောင်းနိုင်တဲ့ဈေးနဲ့သူရောင်းလိုက်တာအဲ့တော့လူတွေအားလုံးကသူ့စီပုံးလာတယ်နော်အဲ့တော့နောက်ထပ်လူတွေကြံနေသေးတယ်သူတို့လိုက်တိုက်ပြီးဈေးရောင်းနေတဲ့လူရှိသေးတယ်ဆိုရင်ထပ်ပြီးတော့သူက3သိန်းနဲ့ရောင်းလိုက်တယ်3သိန်း2000ကလည်း3သိန်းကြီးထပ်ရှော့လိုက်တယ်ဆန်အိတ်ကို3သိန်းနဲ့ရောင်းတယ်ကဲလို့ဆိုလို့ရှိရင်သူကနော်အရင်မဟုတ်ဘူးရှုံးနေပြီဘာလို့ရှုံးခံတာလဲသူ့လိုမရောင်းနိုင်တဲ့လူတွေလုပ်ငန်းကနေထွက်ခွာသွားအောင်တနည်းအားဖြင့်လုံနေစေစံပွဲရုံလုပ်ငန်းဆန်းရောင်းဝယ်ရေးလုပ်ငန်းဆန်းတူလောင်ရေးလုပ်ငန်းဆိုတာတွေဖြတ်ပလိုက်တာသူတို့မလုပ်နိုင်တော့ဘူးအရှုံးတွေပေါ်ကုန်ပြီသူတို့ကအရင်နဲ့လုပ်တာသူကအရင်ကြီးတွေအများကြီးနဲ့အုံနဲ့ကျင်းနဲ့လုပ်တာအမျိုးမျိုးအနေနဲ့မှာဆိုင်ခွဲတွေလုပ်ငန်းခွဲတွေပွဲရုံခွဲတွေဖွင့်ပြီးတော့ဒီလိုနော်အောက်ဈေးနဲ့ရောင်းလိုက်တာအဲ့လိုဆိုတနိုင်ငံလုံးမှာရှိတဲ့ဆန်ဈေးကွက်ကြီးကအရှုံးပေါ်တဲ့လုပ်ငန်းငယ်လေးတွေနော်တစ်လတောင်ခံ2လထောင်ခံလာပေါင်းများစွာကြာတော့မခံနိုင်တဲ့အချိန်အရင်ပြုတ်ပြီးတော့ရှုံးသွားကြတယ်အဲ့ဒီအချိန်မှာဒီဈေးကွက်ထဲမှာဆန်လုပ်ငန်းကိုကြီးစိုးတဲ့လူကဒီလုပ်ငန်းတစ်ခုသို့မဟုတ်လုပ်ငန်းစုတစ်ခုပဲကျန်တော့တယ်အဲ့ဒီအချိန်မှာသူကြိုက်ဈေးတင်ပြီးတော့သူ့လက်ထဲမှာရှိသမျှဆန်တွေအားလုံးသူ့လက်ထဲမှာရောက်သွားပြီအခြားဟာဆန်တွေအားလုံးကိုအလုံးရင်းနဲ့သူဝယ်ပြီးစုဆောင်းလိုက်တယ်ရသလောက်ဝယ်တယ်အဲ့တော့မြန်မာပြည်တစ်ပြည်လုံးမှာနော်ဆန်တွေရှားပါသွားတယ်အဲ့ဒီအချိန်ဆန်တွေအများကြီးသူ့လက်ထဲကိုပိုက်မိပြီဆိုမှသူကြိုက်ဈေးနဲ့ပြန်ထုတ်ရောင်းတယ်ဆိုလိုတာကရှုံးခံထားတဲ့ငွေတွေကိုတူးတဲ့ပိုင်ပြီးဈေးကွက်တစ်ခုလုံးကိုသူတယောက်တည်းချုပ်ကင်နိုင်ပြီးပြိုင်ဘက်တွေမရှိတော့ဘူးဆိုတဲ့အချိန်ကြမှာကြိုက်ဈေးနဲ့ရောင်းလိုက်တော့ဟောနော်အရှုံးတွေကိုကာမိသွားရုံနဲ့မကဘူးအကျိုးမြတ်တွေပါအများကြီးရလာနိုင်တယ်အဲ့တော့ပေါက်ဈေးလုံးနဲ့ရှော့ချတယ်ဆိုတာစေတနာကောင်းစိတ်ကောင်းနဲ့မဟုတ်ဘူးပြိုင်ဘက်လုပ်ငန်းတွေပြုတ်သွားအောင်လုပ်တာပါကျန်လုပ်ငန်းများနေရှင်ပြန်ရောင်းချမယ်လုပ်ငန်းငယ်လေးတွေလုပ်ငန်းကနေထွက်သွားတယ်အပြတ်တိုက်ထုတ်လိုက်တယ်နော်တူဦးဒီကချုပ်ကင်ပြီးလက်ဝဲကြီးအုပ်လိုက်မယ်ဆိုရင်အဲ့ဒီစံဈေးကွက်ဓမ္မအဲ့ဒီသီးနှံဈေးကွက်ဓမ္မမို့အဲ့ဒီစက်ပစ္စည်းဈေးကွက်ဓမ္မမို့အဲ့ဒီဆေးဝါးဈေးကွက်ဓမ္မမို့ရင်အဲ့ဒီလူသုံးကုန်ပစ္စည်းဈေးကွက်ကိုတူဦးတဲ့ချုပ်ကင်နိုင်ပြီဖြစ်တဲ့အတွက်ကြိုက်ဈေးနဲ့ရောင်းမယ်ကြိုက်တဲ့လောက်ထုတ်လို့ရောင်းချမယ်ဆိုတာမျိုးဖြစ်သွားပြီပေါ့ကဲနောက်တစ်ခုကနမခါခွေဈေးကွက်အတွင်းရှိလုပ်ငန်းငယ်များကလုပ်ငန်းကြီးများအဖြစ်ပေါင်းဆက်တည်ထောင်လိုက်ပြီးထုတ်လုပ်မိကုန်ထွက်တဲ့ဈေးနှုန်း policy များကိုသဘောတူတတ်မှတ်လိုက်တယ်နောက်တစ်ခုကတော့အကျိုးတူပူပေါင်းခြင်းလုပ်ငန်းပေါ့နော်ဆိုတော့ကိုတယောက်တည်းနဲ့အရင်ဒီမတတ်နိုင်ဘူးအတွေ့အကြုံဘ ഹു တုတလည်းအဲ့လောက်ကြီးမပြည့်စုံဘူးသို့တော့နော်
စီးပွားရေးလုပ်ငန်းသဘောတရားကိုနားလေတယ်ဘောကဗေဒပညာကိုအသုံးချတတ်တယ်ငွေကြေးကိုစီမံခန့်ခွဲတတ်တယ်သူကဘာလဲဆိုတော့စွန်စုရဲ့စီးပွားရေးနဲ့စစ်ရေးဗျူဟာစီးပွားရေးနဲ့စစ်ရေးဗျူဟာဆိုတော့စီးပွားရေးနဲ့စစ်နဲ့ဘာဆိုင်လုံးလို့ပြောနေမယ်နော်ကဲဒီလိုပြောချင်တာစစ်တိုက်တဲ့အခါမှာအင်အားကြီးနိုင်ငံကိုသွားရှင်တိုက်ရင်ကိုပဲရှုံးမှာပေါ့ဥပမာဆိုပါစို့အမေရိကန်နိုင်ငံလိုမျိုးကိုနိုင်ငံပေါက်စလေးပေါ့နော်နိုင်ငံပေါက်စလေးဆိုပါစို့အာဖဂန်နစ္စတန်ကနေတိုက်မယ်ဆိုပါစို့သိကြပါဦးအရှုံးမြတ်ကပေါ်ပြီးသားနော်အဲ့လိုပဲလက်ဝိတ်ထိုးတဲ့နေရာမှာအင်အားကြီးတဲ့ယောက်ျားရဲမာကြီးကိုကလေးပေါက်စလေးကတက်ထိုးမယ်ဆိုရင်ဒါမဖြစ်တဲ့ကိစ္စပဲနောက်ဝိတ်တန်းချင်းလည်းမတူဘူးခွန်အားချင်းလည်းမတူဘူးနီးပညာချင်းလည်းမတူတဲ့အတွက်ရှုံးမှသိကြတယ်ဒါကြောင့်အင်အားကြီးနိုင်ငံဆိုရင်ဘာလုပ်ရမလဲဆိုရင်ခိုလုံရမယ်ကိုယ့်တဲ့အင်အားကြီးရင်ခိုလုံနေဆိုတာရှေ့တုန်းကဘီရင်တွေကတော့အခွန်ဘဏ္ဍာတက်ဆက်တာပေါ့နော်နောက်ပြီးတော့နော်တမီးတော်ဆက်တာတယ်တို့နိုင်ငံတော်ကထွက်တဲ့မွန်မြတ်တဲ့နော်ကြောက်မြတ်ရနာတွေကိုနော်ပေးတာမျိုးတို့ဒါမှမဟုတ်ရင်နှစ်စဉ်အခွန်ဆောင်ပေးတာမျိုးတို့ဒါကိုယ့်ရဲ့ကြီးမားတဲ့နိုင်ငံကြီးတွေအောက်ကိုခိုလုံလိုက်တာနော်ရှေ့ရလဲဒီလိုပဲခုလဲအဲ့လိုပဲအဲ့လိုဆိုရင်စီးပွားရေးလောကမှာကိုယ့်ရဲ့အင်အားကြီးတဲ့နိုင်ငံကိုသွားပြန်တိုက်ရင်ကိုယ်ပဲပြုတ်မှာပေါ့ဥပမာဈေးချင်းရှင်ရောက်မလားအည်သွေးချင်းရှင်ရောက်မလားကြားလေးကိုရှုံးနေပဲနော်မပြိုင်နိုင်ဘူးအဲ့တော့ကြီးမားရင်အင်အားကြီးမားရင်ခိုလုံလိုက်နောက်တစ်ခုကအင်အားတူနေတယ်မလားဆိုတော့ဒီဘက်ကတစ်ဖက်ကအုတ်ရှိတီတစ်လုံးကိုက်ဒီဘက်ကအုတ်ရှိတီတစ်လုံးကိုက်အရွယ်တူအလေးချိန်တူခွန်းဆိုနှစ်ခုပြန်ချလိုက်မယ်ဆိုရင်အုတ်ရှိတီနှလုံးတိုင်အုတ်ရှိတီနှလုံးကွဲမှာပေါ့နှလုံးစလုံးကွဲသွားမယ်ဆိုလိုတာကဘယ်ဘက်မှအကျိုးမရှိဘူးလို့ပြောချင်တာအဲ့တော့အင်အားတူနိုင်ငံတွေဟာတိုက်ခိုက်တဲ့အခါမှာလာပေါင်းနှစ်ပေါင်းများစွာကြာပြီးတော့နှစ်နိုင်ငံလုံးပျက်စီးခြင်းကိုရောက်တယ်စစ်ဆိုတဲ့သဘောက90ဖြစ်စေရှုံးသည်ဖြစ်စေနစ်နာလာပဲနော်ငွေကြေးတွေကုန်တဲ့အလုပ်ကိုင်းတွေပြက်တဲ့လူတွေတည်ကြည်တဲ့အဆောက်အဦတွေပျက်စီးတဲ့စီးပွားရေးလုပ်ငန်းတွေနောက်ရက်ဆိုင်ကုန်တယ်နော်ဒီလိုအခြေအနေမျိုးတွေကြောင့်စစ်ဆိုတာရှောင်လဲရမယ်သို့တော့ပြိုင်ဘက်ကကိုနဲ့အင်အားချင်းတူးနေတယ်ဆိုလို့ရှိရင်တော့ဘာလုပ်လဲမဟာမိတ်ဖွဲ့လိုက်တယ်အဲ့တော့စီးပွားရေးလောကမှာလည်းဒါကိုသုံးလိုက်တယ်နော်စွန်ဇူးဆိုတာစာရေးဆရာသူ့ရဲ့စီးပွားရေးနဲ့စီးရေးဗျူဟာကိုအသုံးချပြီးတော့ပြောပြနေတာကဲလို့ဆိုရင်အင်အားတူတဲ့လုပ်ငန်းရှင်တွေပညာတူအရင်အနည်းတူနော်ရည်ရွယ်ချက်တူအကျိုးအမြတ်တူပူးပေါင်းခြင်းနဲ့ဆိုရင်သူကလုပ်ငန်းစု10ခုလောက်ဒါမှမဟုတ်15ခုလောက်ပေါင်းစပ်လိုက်တယ်ဒါအရက်ထဲမှာပြောရဆိုတော့အစုရှယ်ယာလုပ်လိုက်စုလိုက်တယ်ပေါ့နော်ဒါမှမဟုတ်ပေါင်းဆက်ပြီးတော့ခါကြတော့ limited company limited ဖွဲ့လိုက်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့အခုဒီလုပ်ငန်းကြတော့ဒီလိုသဘောတရားတော့ဟုတ်တယ် company limited လို့မပြောဘူးနော်ဈေးကွက်အတွင်းမှာရှိတဲ့လုပ်ငန်းငယ်လေးတွေကိုပေါင်းလိုက်တဲ့အခါမှာလုပ်ငန်းကြီးဖြစ်သွားတယ်အရင်းအနှီးတွေလည်းအများကြီးဖြစ်သွားတယ်အကြံဉာဏ်တွေလည်းအများကြီးတိုးတက်ခိုင်မာလာတယ်အဲ့အချိန်မှာဈေးကွက်ထဲမှာနော်တခြားလုပ်ငန်းငယ်လေးတွေကမပေါင်းဆက်တဲ့အင်အားသိနေမယ်အဲ့သူကအင်အားကြီးတဲ့အဖွဲ့အစည်းဖြစ်သွားပြီအဲ့အချိန်မှာဈေးကွက်ထဲကနေအခြားလုပ်ငန်းငယ်လေးတွေမရှင်ပြိုင်နိုင်လောက်အောင်ညီမျိုးနဲ့အည်အသွေးနော်အည်အတွက်ပြီးတော့ခါကြတော့ဈေးနှုန်းသူတို့အောက်ဈေးတွေတတ်မှတ်ပြီးတော့ရောင်းနိုင်မယ်ဆိုရင်မရှင်ပြိုင်နိုင်တဲ့လုပ်ငန်းငယ်တွေလုပ်ငန်းကူးတွေကထွက်သွားမယ်အဲ့အချိန်မှာသူကပြိုင်ဘက်မရှိနော်လုပ်ငန်းကြီးတဦးသည်သို့မဟုတ်လုပ်ငန်းတစုသည်ချုပ်ကင်နိုင်တဲ့အဖွဲ့အစည်းဖြစ်ပေါ်ပေါက်လာမှာဖြစ်ပါတယ်နောက်နံပါတ်ခန်းငယ်ကိုပြောပါမယ်နိုင်ငံအစိုးရထံမှတဦးသည်ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရရှိထားခြင်းဒါနိုင်ငံတော်ကသတ်မှတ်ပေးလိုက်တာနော်ဘယ်လိုလုပ်ငန်းမျိုးတွေလဲကြည့်ပါနော်နိုင်ငံအစိုးရထံမှတဦးသည်ထုတ်လုပ်ရောင်းချခွင့်လိုင်စင်ရအောင်ရှောက်တယ်ဆိုတော့တာမန်လူတော့ရမှာမဟုတ်ဘူးနော်အစိုးရအကျိုးကိုဆောင်ရွက်ပေးထားတဲ့လူဒါမှမဟုတ်အစိုးရတွေကနော်ရင်းနှီးချမ်းဝင်တဲ့ဆွေမျိုးမိတ်တင်ကစသဖြင့်ပေါ့နော်ဥပမာတဲ့လျှက်စစ်ဓာတ်အားပေးလုပ်ငန်းနဲ့အဲ့တော့ပုဂ္ဂလိကလျှက်စစ်ဓာတ်အားပေးလုပ်ငန်းကြီးမားလုပ်ပိုင်ခွင့်ပေးမှာမဟုတ်ဘူးရက်ွက်ထဲမှာမီးစက်ကလေးထောင်ပြီးတော့50ညှပ်ပေးတာမျိုးမဟုတ်ဘဲနဲ့တစ်မျိုးလုံးကိုမီးပေးနိုင်တာနော်မြို့ကြီးတွေတစ်မျိုးလုံးကိုမီးပေးနိုင်တယ်ရွာငယ်လေးမှာမီးစက်ကလေးထောင်ပြီးတော့နောက်ခုနလိုအင်ဂျင်30လောက်လေးမီးပေးနိုင်တာဒါလျှက်စစ်လုပ်ငန်းလို့သူကမတတ်မှတ်ဘူးအဲ့တော့ဒီနိုင်ငံလုံးကိုလုံးမဟုတ်မြို့ကြီးတော်တော်များများကိုဒါမှမဟုတ်တိုင်းတိုင်းလုံးကိုတက်စစ်ပေးနိုင်တဲ့လုပ်ငန်းတွေကိုနော်အစိုးရရဲ့ခွင့်ပြုချက်နဲ့တူဦးသီးမူပိုင်လုပ်ကင်တယ်အချို့ကကြတော့အစိုးရလုပ်ပိုင်ခွင့်ကိုမပေးဘူးအစိုးရကိုယ်တိုင်လုပ်ကင်တယ်တူဦးသီးချုပ်ကင်ထားတာအစိုးရပေါ့နော်တယ်လီဖုန်းလုပ်ငန်းစသည်အများကျိုးပြုလုပ်ငန်းများကိုတွေ့နိုင်တယ်ကဲအဲ့တယ်လီဖုန်းလုပ်ငန်းဆိုလို့ရှိရင်အစိုးရကသူကိုယ်တိုင်လုပ်တဲ့ MPD ဆိုတာရှိတယ်နော်နောက်ကြတော့စားသုံးသူဥယျာဉ်တနည်းအားဖြင့် customer တွေပေါ့ဒီဆက်သွယ်ရေးလုပ်ငန်းတွေကိုအသုံးပြုတဲ့သူတွေကိုပြောချင်တာသူတို့ကများလာတယ်ဒါပေမဲ့မြန်မာဆက်သွယ်ရေးလုပ်ငန်းက
ဒီစက်တွေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့နိုင်စွာနဲနေတယ်တော့မရှိတော့ဘူးဆိုတဲ့အချိန်မှာပုဂ္ဂလိကလုပ်ငန်းတွေကိုခေါ်တယ်သူတို့ဘာမှလုပ်เสียမလို့ပဲနဲ့အခွန်အခတွေကောက်ယူရုံပဲနိုင်ငံတော်ကနော်လုတ်ပိုင်ခွင့်ချပေးရုံနဲ့အခွန်အခတွေနော်လစဉ်နှစ်စဉ်ကျိုးမြတ်တွေအများကြီးခံစားနိုင်တယ်အဲ့တော့အရင်တော့ကနော်တယ်လီနော်နာမည်ပြောရင်ပြောင်းသွားလိမ့်မယ်နော်အဲ့လိုပဲ Oridu U9 တို့ Adang တို့ပေါ့ဒီနာမည်တွေပြောင်းသွားတာရှိလိမ့်မယ်ဒီဘုံ operation တွေကနိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေလာရင်းနှီးမြှုပ်နှံလာရှိသလိုပြည်တွင်းကနော်ခရိုနီတွေပေါ့ခရိုနီဆိုတဲ့အဓိပ္ပာယ်ကိုတချို့ကလည်းအမျိုးမျိုးဖွင့်တယ်ဆိုရတဲ့ပလဲနံပါတ်တင်ပြီးတော့လုတ်ပိုင်ခွင့်ရရှိတဲ့တထေးကြီးတွေပေါ့နော်တို့များသောအားဖြင့်တော့အရက်ထဲမှာဒီလိုပြောကြတာပေါ့ဟုတ်ပြီအဲ့ဒီလူတွေအများစုကဒီလိုလုပ်ငန်းကြီးတွေကိုလုတ်ပိုင်ခွင့်ရကြတယ်ကဲခင်ဗျားတို့ကျွန်တော်တို့ဒီလိုလုပ်ငန်းကိုမလုပ်နိုင်ဘူးလုပ်နိုင်ခဲ့ရင်လည်းလုတ်ပိုင်ခွင့်မရှိဘူးအဲ့တော့လျှက်စစ်ဓာတ်အားပေးလုပ်ငန်းတွေအခုအစိုးရကပဲအဓိကကင်ထားတာရှိတယ်ပုဂ္ဂလိကလုပ်ငန်းတနည်းအားဖြင့်လုပ်ငန်းတစ်စုတစ်ဖွဲ့ကိုပြီးတဲ့ဒေသတွေရှိပါတယ်ကဲဥမာတနင်္လာရီတိုင်းမှာရှိလိမ့်မယ်ထင်ပါတယ်ရှမ်းပြည်နယ်မှာရှိလိမ့်မယ်ထင်ပါတယ်ရှားကတော့ထင်ပါတယ်လို့ပြောတာမတိကျလို့ပြောတာပါများသောအားဖြင့်ဖြစ်ဖို့များပါတယ်ကဲနောက်တစ်ခုကုန်ပစ္စည်းတစ်ခုကိုတီထွင်သူက၎င်းလုပ်ငန်း၎င်းကုန်ပစ္စည်းများကိုမူပိုင်ဖြစ်မှတ်ပုံတင်ထားခြင်းနဲ့ကဲဥမာဆိုပါစို့နော် Apple ပေါ့ iPhone တွေကိုတီထွင်ထုတ်လုပ်ရောင်းချပြန်ပြုသူဟာနှစ်စဉ်နဲ့အမျှအကျိုးမြတ်တွေအများကြီးရနေအတူမရှိဘူးအဲ့တော့သူထုတ်လုပ်တဲ့နိုင်ငံမှာတရားဝင်မှတ်ပုံတင်ပြီးတော့ခါကြတော့အခွန်အခတွေအများကြီးပေးပြီးတော့မူပိုင်ဖြစ်လျှောက်ထားတယ်ဒါကြောင့်ဒီနော် handset လောကမှာ iPhone ကိုတုပရှင်းပြိုင်နိုင်တဲ့ဖုန်းအနည်းငယ်ပဲရှိပါလိမ့်မယ်အရေးအသွေးအပြင်ရှင်းနိုင်ရင်တော့လည်းပဲအရေးအသွေးအပြင်သူလောက်ရောင်းရမှာမဟုတ်ဘူးသူကတကဘာလုံးကကြိုက်နေတဲ့ brand ဖြစ်တယ်သူ့ရဲ့အားသာချက်တွေနော်ဒီဇိုင်းထုတ်လုပ်ပုံတွေအရေးအသွေးတွေအသုံးပြုတဲ့နေရာမှာအသုံးဝင်မှုတွေပြီးတော့နော်လုံခြုံမှုတွေပေါ့ဒါတွေကိုလူတွေကသဘောကျတဲ့အတွက်ပေါက်စိတ်အတိုင်းပေးဝယ်တယ်350ဆိုလဲဝယ်တယ်80ဆိုလဲဝယ်တယ်နော်100ဖြစ်ရင်လဲဝယ်မဲ့လူတွေရှိဦးမှာပဲတချို့ကမော်ဒယ်အခါပြောင်းနော်6လတစ်ခါတစ်နေ့တစ်ခါပြောင်းလိုက်ဝယ်တယ်တချို့ကြတော့လည်းပဲအကောင်းဆုံးလို့သတ်မှတ်ထားတဲ့ iPhone လေးတစ်လုံးကင်ထားပြီးရင်စိတ်ကျေနပ်မှုရတယ်လိုက်မဝယ်တော့ဘူးသူလိုက်မဝယ်တော့လည်းပဲနောက်ထပ်လူငယ်တွေကလိုက်ဝယ်မဲ့လူတွေရှိတယ်လက်ထက်မှာလည်းဒီဖုန်းရှိတယ်ရောက်မပြစ်ဘူးအဲ့ဖုန်းမျိုးကိုမော်ဒယ်အစ်စ်ပေါ်တယ်ထပ်ဝယ်တယ်တချို့ကြတော့လည်းပဲနော်ကိုပိုင်ငွေမရှိဘူးကိုပိုင်ငွေရှိတဲ့အချိန်မှာလိုက်ဝယ်တဲ့လူငယ်တွေကလည်းအများကြီးရှိတယ်တေးကြတာတခုကတော့ iPhone ကိုလူငယ်လူလိုက်လူကြီးအကုန်လုံးနှိမ့်သက်တာသိကြပါတယ်အဲ့ဒီလို brand တစ်ခုကိုတိစောက်ပြီးတော့မှတ်ပုံတင်ရောင်းချတဲ့လုပ်ငန်းကလည်းပဲတူးချုပ်လုပ်ငန်းဖြစ်ပေါ်လာစေနိုင်ပါတယ်ဆိုတဲ့အချက်တစ်ချက်တက်ပါပဲကြဒီမှာခဏနားပါမယ်ကျန်တာလေးတွေကိုပြီးမှဆက်လက်ဆွေးနွေးပါမယ်